သမီးအမိုက်ကောက်နေတော့တထေးတယောက်ရဲ့အဖိုးတန်ကားကိုမတော်တဆချစ်မိသွားခဲ့တယ်သူကသမီးကိုမစူတဲ့အပြင်ပတ်စံအထက်လိုက်ကြီးတောင်ထုတ်ပေးခဲ့သေးတယ်သမီးကသတိမိနေတဲ့အမေကိုကူတာဖို့အတွက်အမိုက်ကောက်နေရမှန်းသူသိသွားလို့ပါဒါပေမဲ့သူများပတ်စံကိုဒီတိုင်းအလကားမယူရဘူးဆိုတဲ့အမေဆုံးမစကားကြောင့်အဲ့ဒီအကူအညီကိုသမီးညင်းခဲ့ပါတယ်ပြီးတော့ဗလာစာအုပ်နဲ့ဘောပင်ထုတ်ပြီးကားပြင်ခပြန်ဆက်ပါမယ်ဆိုတဲ့ဂတိခံဝင်ချက်တစ်စောင်ရေးပေးခဲ့တယ်သမီးထွက်သွားတာကိုကြည့်နေရင်အဲ့ဒီသူထေးကလွန်ခဲ့တဲ့နှစ်အတော်ကြာကားအက်ဆီဒင့်ဖြစ်တုန်းကပျောက်ဆုံးသွားတဲ့သူ့ဇနီးတွေကိုတတိယသွားပါတယ်သူ့ဇနီးကသူ့အသက်ကိုကယ်ခဲ့ပြီးအဲ့ဒီကလေးကသူတို့နှစ်ဦးကွဲကွာသွားခဲ့တာပါအဲ့ဒီလောက်ကြာသွားပေမဲ့သူကတော့ဇနီးတွေကိုမနာတမ်းရှာဖွေနေခဲ့တာအဲ့ဒီအချိန်မှာပဲသူ့လက်ထောက်ကသတင်းကောင်းတစ်ခုပါလာတယ်သူ့ဇနီးကိုအနီးနားကဆေးရုံတစ်ခုမှာတွေ့လိုက်ပြီးတဲ့တိုက်ဆိုင်မှာပဲသမီးလည်းအမေကိုအဲ့ဒီဆေးရုံကိုပဲခေါ်လာခဲ့တာအမေကိုခတင်ပေါ်တင်ပေးနေတော့ဦးလေးနဲ့ဒေါ်လေးရောက်လာကြတယ်ဒေါ်လေးကအမေခွဲစိတ်လို့ရပြီလို့ပြောတာနဲ့သမီးအမိုက်ကောက်လို့စုထားသမျှပတ်စံတွေအကုန်ဦးလေးကိုပေးလိုက်တာပေါ့ဒါပေမဲ့သူကသမီးကိုပတ်စံအစားဆက်ရွက်ပေးပြီးဒါကခွဲစိတ်ဖို့သဘောတူညီချက်လက်မှတ်ထိုးရမယ့်စာရွက်လို့ပြောတာနဲ့သမီးလည်းအပြစ်ကင်းစင်စွာနဲ့ပဲလက်မှတ်ထိုးပေးလိုက်မိတယ်သူတို့ကတော့ဝမ်းသာအားရနဲ့ထွက်သွားကြတာပဲဒါပေမဲ့သမီးလက်ကြည့်လိုက်တဲ့အချိန်မှာတော့အမေမျက်လုံးထဲမှာမျက်ရည်တွေအပြည့်နဲ့အမေအတွက်ရေသွားခတ်ပေးဖို့အတွက်လှေကားချေရင်မှာဦးလေးနဲ့ဒေါ်လေးကသူစိမ့်မိမတယောက်နဲ့စကားပြောနေတာကိုသမီးချောင်းနှာထောင်မိသွားတယ်သူတို့ကအမေရဲ့ရိုးရင်းချင်စီကိုရောင်းစားဖို့ကြံစီနေကြတာပဲသမီးအရန်လန့်သွားပြီးလက်ထဲကရေခွက်ပါပြုတ်ကျသွားတဲ့အတန်ကြတော့သူတို့တီးသွားတာနဲ့သမီးလည်းချက်ချင်းလှည့်ပြေးတာပေါ့အပြေးလွှားမှာဟိုတထေးနဲ့တွားတိုက်မိသေးတယ်တောင်းပန်ဖို့တောင်အချိန်မရှိတာနဲ့သမီးဆက်ပြေးခဲ့ရတယ်သမီးမသိလိုက်တာကသူကသမီးရဲ့သပင်တပင်ကိုတင်ထားလိုက်ပြီး DNA စစ်ဖို့သူ့လက်ထောက်ကိုခိုင်းလိုက်တာပဲသူကသမီးစီကပြုတ်ကျကြံခဲ့တဲ့ကြောက်စိမ့်ဆွဲသီးလေးကိုကောက်ရထားလို့လေအဲ့ဒါကသူ့ဇနီးကိုပေးထားခဲ့တဲ့အမှတ်သားပဲသမီးအမေခန်းထဲပြန်ရောက်တော့ဦးလေးတို့ကနောက်ကလိုက်လာကြတယ်သမီးဘာတွေကြားလဲလို့သူတို့ကမေးတော့သမီးလည်းအခန်းထဲမှာပဲအမေကိုရေတိုက်နေတာပါလို့လိန်ပြောလိုက်ရတယ်အဲ့ဒီအချိန်မှာဆရာဝန်ရောက်လာပြီးအမေကိုခွဲစိတ်ခန်းနဲ့ခေါ်တော့မယ်တဲ့သမီးလည်းအကြံကုန်တာနဲ့အမေကြီးပါချလိုက်ပြီးလို့အော်ပြောလိုက်တယ်ဦးလေးတို့ကယွန်ရှာသွားပြီးအမေကိုအရင်တန်ရှင်းရေးလုပ်ပေးဖို့ပြောပြီးဆရာဝန်ကိုခွဲစိတ်ဖို့အတင်းသွားတိုက်တွန်းကြတယ်သူတို့လူလစ်တုံးအမေကိုဆေးရုံတွန်းလဲနဲ့ခိုးထုတ်ခဲ့တာဓာတ်လေကားနာရောက်မှသူတို့တည်သွားပြီးလိုက်လာကြတော့တာပဲသမီးလည်းကြောက်လန့်နဲ့ဓာတ်လေကားတကားကိုအမြန်ပိတ်လိုက်ရတယ်ဆေးရုံအပေါက်ဝရောက်တဲ့အချိန်မှာတော့သမီးလဲလောသွားလို့အမေကိုတွန်းလဲပေါ်ကနေမတော်တဆမောက်ရက်လဲကျစီမိတယ်တော်သေးတာကလူကောင်းတချို့ကဝိုင်းကူမှပေးကြလို့အမေကိုခေါ်သွားပေးဖို့သူတို့ကိုအကူအညီတောင်းပေမဲ့ဘယ်သူမှလက်မခံကြဘူးအဲ့ဒီအချိန်မှာလူနာတင်ရင်တစည်းကိုတွေ့တာနဲ့ဘယ်သူမှမမြင်အောင်အမေကိုခိုးတင်လိုက်မိတယ်လူနာတင်ရင်ကဆေးရုံကနေမောင်းထွက်သွားတော့မှအမေဘေးကင်းပြီလို့ထင်လိုက်တာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကားကိုဦးလေးတို့ကပိတ်စီးလိုက်ကြတယ်သူတို့ကအမေကိုအတင်းဆွဲချဖို့လုပ်နေတော့မှပဲဟိုတာထေးကအချိန်မီရောက်လာခဲ့ပါတော့တယ်